ဒုက္ခပဲပြအထူးတက်ခွဲတွေကခိုးယူထားတဲ့ငွေတွေအပြည့်ပါတဲ့နေရန်တစ်ခုကိုတွေ့လိုက်ရတယ်ဒါပေမဲ့အဲ့ဒါထက်ကိုပိုလာဖို့အခန်းတစ်ခုလုံးကတကယ်တော့အေယာမဘန်တိုက်ကြီးဖြစ်နေတယ်ပြီးတော့နေရန်တစ်ခုရဲ့နောက်မှာနောက်ထပ်နေရန်တစ်ခုရှိနေပြန်တယ်ဒီငွေတွေရဲ့အဆုံးမရှိစစ်ဆေးမှုကြောင့်ဒီလိုအတွေ့အကြုံရင်စစ်သားတွေတောင်စိတ်ရှုပ်ထွေးကုန်ကြတယ်သူတို့ကငွေတွေကိုအောက်တက်မြေအောက်ခန်းစီမရမနာတဲချနေရတဲ့ tracker တွေကလည်းပြည့်ကျက်လို့ပြန်ဆုပ်ဖို့အချိန်ရောက်ပြီးဒါပေမဲ့တက်ခွဲကောင်းဆောင်ကရပ်ဖို့ညှင်းဆန်တယ်သူကနေရန်တွေကိုဆက်ပြီးဖြိုနေခဲ့တယ်သူ့ဘဝမှာဒီလောက်များတဲ့ငွေကိုတစ်ခါမှမမြင်ဘူးခဲ့ဘူးလေနောက်ဆုံးတော့သူ့အဖွဲ့သားတွေကသူ့ကိုရက်တံဖို့တိုက်တွန်းပြောဆိုပြီးမှပဲသူရက်လိုက်တယ်အဲ့ဒီနောက်သူတို့ထွက်ခွာမယ့်နေရာစီဦးတည်သွားကြတယ်တတ်မှတ်ထားတဲ့လေရင်ကအချိန်မှန်ရောက်လာတယ်ဒါပေမဲ့ငွေအိတ်တွေကိုလေရင်ပေါ်တင်လိုက်တဲ့အခါကဆူးကြုံရတော့တာပဲအလေးချိန်ကလေရင်ရဲ့ခန္ဓာရည်ထက်အများကြီးကျော်လွန်နေတယ်ခိုးယူထားတဲ့ငွေစုစုပေါင်းကဒေါ်လာတန်း300အလေးချိန်က3တန်ရှိတယ်ဒါပေမဲ့သူတို့ကပင်လယ်ရေမျက်နှာပြင်ထက်မီတာ6000မြင့်ရှိတဲ့အင်ဒီစတောင်တန်းကိုဖြတ်ပြီးပြန်တန်းရမှာဘယ်သူမှမရှင်ကိုလက်လျှော့ဖို့ဆန္ဒမရှိဘူးဒါနဲ့သူတို့ကစွန့်စားဖို့ဆုံးဖြတ်ပြီး3တန်ရှိတဲ့ငွေတွေနဲ့အတူထွက်ခွာခဲ့ကြတယ်လုံခြုံရေးအတွက်မီတာ900အမြင့်မှာပဲထိန်းထားခဲ့ပေမဲ့တောင်တန်းတွေနားချင်းကပ်လာတဲ့အခါလေရင်ကအနှဲငယ်စတင်တုန်ခါလာတဲ့တောင်ပေါ်ကိုတက်တဲ့အချိန်မှာလေရင်ပေါ်ဖိအားကပိုပြီးလေးလံလာတယ်ဒါပေမဲ့ပင်လယ်ရဲ့တစ်ခါချမ်းကိုရောက်ပြီးမရှင်ကိုအောင်မြင်ဖို့အတွက်အမြင့်ဆုံးတောင်ထိပ်တွေကိုဖျက်ကျော်ရအောင်ပါလေရင်ကသူ့ရဲ့အမြင့်ဆုံးအမြင့်ပေကန့်သက်ချက်ကိုရောက်လာတဲ့အခါတုန်ခါမှုတွေကပိုပြီးပြင်းထန်လာတဲ့အင်ဂျင်တွေကထူးဆန်းတဲ့အတန်တွေထွက်လာတဲ့အသက်ရှင်ဖို့အတွက်သူတို့မှာဒေါ်လာတန်း100ကိုတင်းပေါက်ကနေစွန့်ပစ်ဖို့ကလွယ်လို့တခြားရွေးချယ်စရာမရှိတော့ဘူးအလေးချိန်ရော့သွားတာနဲ့အမျှလေရင်ကအလင်းအမြင့်အမြင့်တက်သွားတယ်သူတို့တောင်ထိပ်ကိုဖျက်တော့မယ်လို့လုပ်နေတော့မှပဲရုတ်တရက်လေရင်ကမက်ဆော့စွာထိုးဆင်းသွားပါတော့